ဖခင်ဂျေဇုတော်အားဖြင့်သင်လှုပ်တဲ့တိုင်သင်ဖြစ်တာမဟုတ်သင်ဖြစ်တဲ့တိုင်သင်ဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့လှုပ်ရက်ကသင်ကိုစိတ်တက်မကြစေနဲ့သင်ရဲ့ဖြစ်ခြင်းကိုသာနေ့တိုင်းဝန်ခံတတ်သောသူတွေဖြစ်ပါစေသင်ရဲ့ဖြစ်ခြင်းကသင်ရဲ့လှုပ်ခြင်းနဲ့စန့်ကျင်ဘက်အမြဲတမ်းဖြစ်နေတယ် Come on ကျွန်တော်ပြောမယ်သင်ရဲ့ဖြစ်ခြင်းကသင်ရဲ့လှုပ်ခြင်းနဲ့အမြဲတမ်းစန့်ကျင်ဘက်ဖြစ်နေတယ်သင်ကအရန်ကြောက်တတ်တဲ့သူဆိုရင်သင်မှတ်ထားသင်အထဲမှာဖခင်ဖြစ်စေတဲ့အရာကသင်ကအင်မတန်တကိုးပါတဲ့သူဖြစ်နေတာ Hallelujah သင်ရဲ့အင်မတန်စိတ်ညံတဲ့သူဆိုသင်ရဲ့အင်မတန်စိတ်ရှည်တဲ့သူဖြစ်နေတာ Hallelujah အဲ့တော့သင်ပြောင်းပြန်တာပြန်ဝန်ခံသင်မလို့ခြင်းတဲ့ဟာတွေအလုံးပြောင်းပြန်တာပြန်ဝန်ခံပြလိုက် Amen Amen Hallelujah Amen သင်ရဲ့တတ်တာထဲမှာအမင်္ဂလာတွေအားလုံးပြောင်းပြန်လှမ်းတော့မင်္ဂလာတွေပြောင်းတော့ကြွေးကြော်ပလိုက်စမ်းအဲ့ဒါသင်ရဲ့ဖြစ်ခြင်းအမှန်ပဲယေရှုအားဖြင့်သင်ရဲ့ဖြစ်ခြင်းအမှန်တွေကရှယ်ကြီးတွေသင်ခုလက်ထဲမှာတပြားမရှိဘူးမလားသင်ဝန်ခံငါဒီယေရှုအားဖြင့်ဘာဖြစ်လဲကြွယ်ဝတော်သူဖြစ်တယ်ဆိုတော့နေတိုင်းဝန်ခံအကျွေးတွေနဲ့ဘလောက်ပဲပြည့်နေပါစေငါဒီလုံးဝအကျွေးမရှိတဲ့သူတယောက်ဖြစ်တဲ့ဒါမကဘူးငါဟာရှန်ထွက်နေတယ်လို့နေတိုင်းဝန်ခံသင်ဖြစ်ကိုဖြစ်လာလိမ့်မယ်မကြခင်မှာဝန်ခံရတဲ့သူတွေဖြစ်ပါစေဝန်ခံရတဲ့သူတွေဖြစ်ပါစေဝန်ခံတဲ့တိုင်တင်၌ဖြစ်ရတော့ခွင့်ကိုဖခင်ပြင်ဆင်ထားပြီးသားဖြစ်တယ် Hallelujah ယုံနိုင်မှုဖခင်သင်ကိုမဆာပါစေယုံနိုင်မှုသင်ကိုဖခင်မဆာပါစေယုံတဲ့တိုင်ဝန်ခံရသောသူတွေဖြစ်ပါစေအာမင်ဖခင်ယေရှုတော်အပြင်ငါဖြစ်တဲ့တိုင်ပါဖြစ်လေငါဖြစ်တယ်သင်ဖြစ်တဲ့တိုင်သင်ဖြစ်နေတာသင်လှုပ်တဲ့တိုင်သင်ဖြစ်နေတာမဟုတ်ဘူးယေရှုအပြင်သင်ကဘာတူလဲဖြောင်းမှတ်တဲ့သူCome on သင်ယေရှုပဲသင်ကဘာတူလဲဆိုတော့သင်ဘာဖြစ်လဲဆိုတော့သင်ကမဖြောင်းမမှတ်သင်အသက်ရှင်တယ်ကွာသင်အသက်တာမှာလူတွေတော့မသိဘူးပေါ့ခိုးကြောင်ခိုးဝက်နဲ့သင်လုံနေတာတွေရှိလိမ့်မယ်ဒါပေမဲ့သင်ဘာဝန်ခံမလဲပြောယေရှုကိုယုံကြည်လက်ခံတဲ့နေ့ကနေစဖခင်သင်ကိုဘယ်လိုတတ်မှတ်လိုက်ပြီလဲဖခင်ကတတ်မှတ်လိုက်တာသင်ကဘာတူလဲဖြောင်းမှတ်တဲ့သူဒါဆိုကျွန်တော်ပြောပြမယ်ဂီတောင်ကဖခင်ကသူ့ဖြစ်ခြင်းအမှန်ကိုလာမပြောပြခင်မှာသူအရန်ကြောက်တတ်တယ်လူရန်သူတွေကိုပုံရှောင်းတော့သူကတောလေးထဲမှာတောင်ကြိုတောင်ကြားထဲမှာသူကဘာလုပ်နေလဲသူကစိုက်ပျိုးရေးလုပ်နေတယ်အဲ့နဲ့ဖခင်ကသူ့ကိုပြောပြီသူ့ရဲ့ကောင်းကင်တမန်အားဖြင့်ခွန်အားကြီးသောဟာလာအချင်းသူရဲ့ခွန်အားကြီးတယ်အင်္ဂလိပ်လို့ဆိုရင် mighty warrior လို့ပြောလိုက်ပြီ mighty warrior သူ့ကိုသူမမြင်နိုင်ဘူးကျွန်တော်ကmighty warrior သင်ကိုဖခင်ပြောလိုက်မယ်သင်ဒီအရှမ်းကျွယ်ဝတဲ့သူလို့ဖခင်ပြောပြီဒါပေမဲ့သင်လက်ရှိအခြေအနေကြည့်လိုက်ရှင်မကျွန်တော် minus ပြနေတယ်နော်ကိုတော့ဘာကျွယ်ဝလဲကိုတော့ no မင်းရဲ့ဖြစ်ခြင်းအမှန်ရအဲ့ဒါမဟုတ်ဘူးမင်းရဲ့ဖြစ်ခြင်းအမှန်အဲ့ဒါမဟုတ်ဘူးမင်းရဲ့ဖြစ်ခြင်းအမှန်ကယေရှုအားဖြင့်သင်ကအရန်ကျွယ်ဝတဲ့သူဖြစ်တယ် hallelujah အဲ့တော့သင်ဝန်ခံရတဲ့သူဖြစ်ပါစေကျွန်တော်ငယ်တော့စကားအားထစ်တဲ့လူတယောက်ဒါပေမဲ့ကျွန်တော်သိသွားတာကျွန်တော်စန့်ကျင်ဘက်ကြီးကျွန်တော်အင်မတန်မှစကားကြွယ်တဲ့သူတယောက်ဖြစ်အောင်ဖခင်လှုပ်ဝေးပလိုက်တယ် Hallelujah ဖခင်ပြောင်းပြန်လှုပ်တဲ့ဖခင်မပူနဲ့အင်မတန်ကြောက်တဲ့သူအင်မတန်တကိုးပါတဲ့သူပြန်ဖြစ်လာတာဂီတောင်ဖခင်မြင်တဲ့ပုံနဲ့သူ့ကိုယ်သူမြင်တဲ့ပုံတူလားမတူဘူး तू ကသူ့ကိုယ်သူမြင်တယ်ဘယ်လိုမြင်တာလဲကျွန်တော်ကအမျိုးထဲမှာကျွန်တော်အမျိုးထဲမှာပါလဲဟမ်မနာရှိအမျိုးမှာကျွန်တော်ပါလဲကျွန်တော်ကဈေးရတယ်ထိုသမကောက်ကျွန်တော်အမျိုးထဲမှာပဲကျွန်တော်အယုတ်ဆုံးသောသူဖြစ်တယ်ကျွန်တော်ဘလို့မှဥဆောင်နိုင်မှာမဟုတ်ဘူးဒါပေမဲ့ဖခင်ကအဲ့လိုမမြင်ဘူး no မင်းအပြင်ကောင်းကြီးဖြစ်မယ်ဒီလိုမျိုးဟာအာမင်မထားကျွန်တော်ညီကိုမောင်လာကျွန်တော်ပြောပြမယ်သင်တို့ဟာတကယ်တော့ဒီနှုတ်ကပတ်တော်ကြားခွင့်ရကြတဲ့ဟိုသင်တို့အတွက်ဖခင်ကြီးမားသောအကြံစီရှိထားပြီသားအာမင်သင်အစင်မပြေပါစေလုံးဝအစင်မပြေရှင်ကိုသင်ပုံကြီးမချဲ့နဲ့အဲ့ဒီကပြောင်းပြန်လှန်ပစ်လက်ကောင်ပြောင်းပြန်လှန်ပစ်မယ်ဝန်ခံခြင်းနဲ့ပြောင်းပြန်လှန်ပစ်မယ်အခြေအနေအားလုံးအာမင်ဝန်ခံခြင်းနဲ့ပြောင်းပြန်လှန်ပစ်မယ်အခြေအနေအားလုံးအာမင်ဝန်ခံခြင်းနဲ့အခြေအနေတွေအားလုံးပြောင်းလဲသွားမယ်အာမင်ဘုရားခင်အရာခတ်တဲ့တတ်နိုင်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဝန်ခံစမ်းပါဆိုဂီတောင်ဝန်ခံလိုက်တဲ့အချိန်နဲ့စတော့ဘာဖြစ်သွားလဲဂီတောင်ကသူ့ရဲ့လူမျိုးတွန်းလူချတော်သူဖြစ်လာတယ်ဒီနေ့သင်ကိုဘုရားခင်အရင်ချင်းမြောက်ခြင်းဘုရားခင်သင်ကိုနားလည်နိုင်သောဉာဏ်ကိုပေးလိမ့်မယ်နှုတ်ကပတ်တော်အားဖြင့်သင်ဝန်ခံတာမှန်လာလိမ့်မယ်ဒီနေ့ဆက်ကျွန်တော်ပြောပြမယ်သင်ရဲ့ဝန်ခံတာမှန်ပါစေသင်လှုပ်ဖို့မစင်စားနဲ့ဝန်ခံဖို့ပဲစင်စား